Okay အားလုံးပဲလာပါကျွန်တော်မြင်ကတော့ပူကြည့်နေကျွန်တော်ဒီနေ့ဆုံးဖြတ်ကလေးကြတော့ Midnight Burger ဆိုရယ် horror game လေးကိုဆုံးဖြတ်ပါပါတယ် game လေးမှာဆိုရင်ကျွန်တော်တို့ကညာဆိုင် horror ဆိုင်ကိုဟုတ် horror ဆိုင်နဲ့ကျွန်တော် burger ဆိုင်မှာညာဆိုင်လုံးနေနေဆင်ရမှာပေါ့နော် part time job အနေနဲ့အဲ့လိုပြောလို့မှန်ပါတယ် Okay အဲ့ဒါဆိုကျွန်တော်ဒီမှာစောင့်ရအောင်ပေါ့ we Okay ကျွန်တော်အဲ့ game လေးရမှာပြန်တွေ့မယ်ကျွန်တော်ဒီမှာစောင့်ပြီးရကျွန်တော် game လေးရရင်ဘယ်လိုနဲ့ပြန်တွေ့ပါမယ် Okay ဒီကတော့စာတန်းထိုးတာပေါ့နော်ဒီကုန်ဒီ story ရောနဲ့ဒီ game ကိုထုတ်လို့ထားပေါ့ excellent ဆိုတဲ့ company ကနေပြီးတော့ Okay ဒီမှာတော့ကျွန်တော်ကားရောက်လာပါပြီအဲ့တော့ကျွန်တော်ကားပေါ့ကျွန်တော်အလုပ်လုပ်မှာပေါ့နော်ကျွန်တော်ကားဆိုင်ကိုအလုပ်လုပ်မဲ့စီကိုကျွန်တော်ကားနဲ့ရောက်လာပြီပေါ့ရောက်လာပြီ Greek Burger Fast Food Restaurant ညာတော့ညာပေါ့နော်ပထမဦးဆုံးလှုပ်စိမ့်တဲ့ညာလေးမှာပေါ့နော်ဒါကတော့ Greek Burger time to clock in for share in my phone ဘာလဲမသိ Okay ကျွန်တော်တို့ရုပ်ထဲဝင်ဖို့အချိန်ရောက်ပြီ use the time clock to clock in အလုပ်ဝင်ဖို့အလုပ်နိုင်တတ်မှတ်ဖို့အတွက်နိုင်ကိုအချိန်မှတ်ရမှာပေါ့နော် Okay အချိန်မှတ်ပြီကျွန်တော်တို့အလုပ်စလုပ်ပြီပေါ့အလုပ်စလုပ်တဲ့အချိန်နဲ့အလုပ်သိမ်းတဲ့အချိန်ကိုအဲ့လို clock စိန်လုပ်ရမှာlook like boss left a note for me on the counter ကောင်းတိုင်းမှာကျွန်တော်ရဲ့ boss ကကောင်းတာပေါ့ကွာကျွန်တော်အတွက် note တုတ်ခိုင်းဘာခိုင်းလို့လည်းမသိပါဘူးဟိုမှာကောင်းတာမှာ Okay ကျွန်တော် boss ကဘာထားဝလို့မကြည့်ရlucky for you guys နဲ့မင်းတို့I want to say the drive the speaker around the town wish me that you will only be able to take customer alright from the counter and he it is the ကောင်းတာပဲလုပ်ရမယ်တဲ့အဲ့ဒီအရာတစ်ခုကိုပြင်ပြီး he also in other you that we have the customer about ရွှေညတက်ကပေါ့ဘာကြ what the all customer ရောက်လာပြီ do not interact with them သူတို့အဲ့လိုမျိုးစိတ်နှောက်ယှက်ပေးရဘူးပေါ့နော်they may be dangerous okay customer ရပြီ hello sir how could I help you tonight ကျွန်တော်ဒီနေ့မှာကူညီရမယ် okay what the sigma what sigma တီးဦးလေဘာလာပြောနေပြီလဲdon't worry about it okay do you plan on ordering ဘာမှမလုပ်တော့ဘာ plan order ဖို့ရှိမရှိအဲ့ order အစီအစဉ်ရှိရလားone hot dog please all hot dog မှာပဲခုမှာပဲဘာပြောလို့ပြောနေလဲ you should have just said that will be $3 $4ကျမယ်ပေါ့နော် put the card into the register okay ဒီတက်မယ်ရပါပြီကျေးဇူးပါအစာမစားရတဲ့ကျေးဇူးအများကြီးတင်ပါတယ် get the food from the freezers and put on the grace မှာfood ဘာလုပ်ရမလဲပေါ့ okay grab the food ဥမာအစားဆိုင်ယူမယ် okay food okay AK နေတဲ့ hot dog okay AK နေတဲ့ hot dog ရပါပြီပြီးဒီထဲမှာ good မယ် AK နေတဲ့ hot dog good လိုက်မယ် okay ဒီမှာ hot dog လေးရပါပြီthank you for thank you တဲ့ kind person တဲ့ကျွန်တော်တို့ကောင်လေးကျေးဇူးအများကြီးတင်ပါတယ်အရာကြီးကျွန်တော်လည်းကောင်းလို့ညာဟာဒီထားပါရနောက်တရားဟုတ်လားမသိဟုတ်တယ်ဟာရောက်ဒီဘဲကတော်တော်အမမင်္ဂလာပါthere's really someone that works here this late yeah ညနေမှာဒီမှာလုံနေတဲ့လူရှိလုံနေတဲ့လူရှိရပဲ oh yes why wouldn't ဘာကြောင့်မလို့လဲမင်းကြည့်ရတာတကယ်မကြားရသေးဘူးထင်တယ်တဲ့ဘာသတင်းမသိဘူးဟာ anyways can I get the fries please anyways ဘာဖြစ်ငါကျုပ်ဘယ်လိုပြောအာလူကျော်လေးရပြီအာလူကျော်ယူမယ်okay အာလူကျော်က$3ကျမယ်ဗျာအမ okay အာလူကျော်$3
Okay အလူကျော်$3ကြမယ် Okay your cash ကိုတင်ထည့်မယ် Okay ကြော်သွားမယ်ဟေးစောတော့ငါမှာကျွန်တော်သတင်းမကြားရသေးဘူးထင်တယ်ဆိုတော့ကျွန်တော်ဘာသတင်းများရှိလို့တော့ဘာသတင်းများနားထောင်ဘာသတင်းတွေများထူးဆန်းနေတော့ဟာကြောက်လည်းပြီးတော့ဒီမှာညာမူးချုံမှာလှုပ်တဲ့လူရှိရလို့ပြောပါဒီဆိုင်မှာ Oh my god ဘာလို့မသိတော်တော်ထူးဆန်းနေရနော်အဲ့ဒါဟုတ်ကဲ့ဒီမှာဟိုအလူကျော်ရပါပြီ Thanks and good luck ကံကောင်းပါစေ I wouldn't want to be walk here တဲ့ငါဆိုရင်တော့ဒီမှာလှုပ်မှာမဟုတ်ဘူးတဲ့ဟာဟုတ်သူငါဆိုရင်တော့လှုပ်ချင်မှာမဟုတ်ဘူးတဲ့ဘာဖြစ်တော့ကျွန်တော်ကလှုပ်မှာပဲကျွန်တော်အလုပ်ကြိုးစားသိရမှာဟမ် very see ဒါမှလည်းရန်ကိုထူးဆန်းတာဖြစ်နေနော်သူပြောရတော့ဒီမှာလှုပ်သူဆိုရင်တော့လှုပ်မှာမဟုတ်ဆိုပါတော့တရေ6လို့ပဲနေမှာပါI should see that what story the lady was talking ငါတေချာပြန်ပြီးစဉ်းစားသေးတယ်ကွာငါ lady ဘေး lady ဘာပြောရရဲဆိုတာဟိုတေချာချာကိုလောက်တင်ကြည့်တင်တယ်ပေါ့တေချာကိုဒီထားတင်တယ် okay ငါhello listen to the news on the radio okay ငါတို့သတင်းနားထောင်မယ်သတင်းနားထောင်မယ် let's go oh my radio ဟာ okay the serial killers the serial killer night shifts or executor executors night or ညာတိုင်းစိတ်နဲ့လူတွေတက်ဖြတ်တဲ့လူဆိုပြီးတော့နာမည်ရှိရဲ့ serial killer က has been reported around the here less မင်းညာက what the fuck ထောင်ကနေပြီးတော့ထွက်ပြေးသွားတယ်people call him that because he always strike at night ညကြမှာပဲထွက်တယ်တက်တယ် often targeting the poor souls walking and ဟဲ့အောင်ညဆိုင်စိတ်နဲ့လူတွေပေါ့ညဆိုင်စိတ်နဲ့လူတွေကိုပဲလိုက်တက်တယ် oh my god အဲ့ဒါကိုပဲ target ထားရပေါ့ oh you are everyone to stay inside oh my god ကျွန်တော်တို့အသွေးနဲ့ပဲနေရမယ်ပြီးရင် night shift worker တွေ night shift worker အားဒီကိုကြာတော့ကျွန်တော်တို့အမှအလုပ်ဒီ serial killer ကြီးကိုဖမ်းမိချင်းအလုပ်ထွက်တာဖို့အလုံးမလုပ်ဘဲနေဖို့လိုရပေါ့နော်ဒါပေမဲ့လည်းကျွန်တော် boss ကကျွန်တော်အလုပ်မလုပ်စူမှာပေါ့ if I see any space တန်ညာတစ်ခုရှိရရင်ငါတွေ့ရင်တော့ငါရဲကိုဖုန်းဆက်ပြီးခုညတောင်းရမယ် Oh my god ဟုတ်နေပြီဟဲ့ဒါ serial killer ကြီးတာ what the fuck doctor doctor ဟုတ် doctor လည်း customer ဟာ doctor လားဘာလားမသိလူဖြူကြီးအင်ကြီးလည်းမပါဘူးဘာလည်းမသိ hello why hello there you mean from the guys that came to a fast food in a suit always that what do you want to order anyways sorry ဘာများ order မှာချင်ပါလဲI would like to ပါလေ when medium raw with you ဘာလဲမသိပါ a frozen pre-cooked when frozen pre-cooked burger frozen ပြရမှာ okay cash ယူပြီးပါပြီဒါထည့်မယ် okay okay burger frozen burger yeah frozen burger frozen ရောက်ရေတော့ကြီးပေးမယ်ရောက်စားမရဘူးကရေတော့ရေဖြိုလိုက်မယ်အဲ့ဆိုရင်ရပြီကဲဒီမှာရောက်အေးခဲထားပြီးသားအစားရပြီ Don't look like the medium rare wiki burger beef and meta ဟာကရောက်ရေသူပြောတာရရှိပဲ I don't care I do not care ယူမဆိုင်ကွာရောက်သူဟာသူမှာထားတဲ့ပုံစံမဟုတ်ဘူးလို့ကျွန်တော်လာပြောနေတာဟာဘာဖြစ်လဲကျွန်တော်ပေးလိုက်ကျွန်တော်ဘာသာပြန်တာရှိရင်အမှားပါရင်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အဲ့လောက်ကြည့်ဟုတ်တယ်လို့ပါသူမှာထားတာကဘယ်လိုပြောအောင် medium size အဲ့ဟိုဘာကအမဲသားဘာကဗျာသူပါ medium ပုံစံမဟုတ်ဘူးတဲ့အဲ့ customer လည်းမလာဘူးဟေးတယောက်လိုက် customer လာပြီသူတော့ဟာ officer oh my god officer ကြီးပါလား officer ဘာလေးများစားကြ hey officer how could I help you ကျွန်တော်ဘာကူပေးရမလဲ officer ဦးရေးဘာကူပေးရမလဲကျွန်တော် how's going this fine everything လို့လေအကောင်းဆုံးအဆင်ပြေရလား good I guess well what is there something's wrong have you heard the news that it was text was going around the cities to mark that everyone is the sick
or live your text like low. Yeah, yes, I hear the news. The interview I say, everything is fine around here. The nari but why got no say be about it. Okay, well, if you see any this please get us a call. Ah, me who to that panyata guy doing. Ah, who saluya. Hey, okay. Saying that here's our circles with Parker, the police. Okay, Pagayuma, Hatola. Okay. သူရဲ့ရေးဒါတော့ငါတော့လာကြမှာဖြစ်ပါတယ်โอเคကျွန်တော်ဘာကတော့ချက်မယ်နေဟောခဏပတ်စံကိုဟိုထုတ်ရအောင်ညောက်ကအစားဆာလာမှာပတ်စံပေးရဖို့ဒါကပတ်စံပေးပြီးမှအစားဆာယူပါနည်းနည်းတော့ထူးဆန်းโอเคရပြီ frozen burger ရပြီ okay good နဲ့ရပြီ okay ရော့ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါ thanks and remember မှတ်ထားတဲ့ if you see anywhere give us a call ခုဘာညာတလကအဲ့လိုမျိုးလုံးဝဟိုဟာတွေ့ငါတို့တော့ခေါ်လိုက် okay understand okay နားလည်ပါပြီအဆင်လောက်လိုက်ပါပေါ့နော်ကဲဦးရိပ်နေခဲ့လေကျွန်တော်ကြောက်တယ်ဦးရိပ်အဲ့လိုမျိုး serial killer တွေဘာညာတလကဘူးချူတွေကြောက်တယ်ဗျ okay the grab the brooms when webs swap okay ကျွန်တော်ဟိုတန်ရှင်းလုပ်ဖို့ချိန်ရပြီတန်ရှင်းလုပ်ဖို့ချိန်ရဒီစီးနဲ့တန်ရှင်းလုပ်ပါကွာ okay customer like ဒါလေးပိတ်ထားပါ okay customer ကိုရပါမင်္ဂလာပါ okay ကိုရပါyo brat what's up bro ဟေ့ဒီပါကဲရပါဟာ what can I get could have for you ဘာညာကြောဒီနိုင်တညကို bro ကိုရပါကြောဘာလေးများလုပ်ပြရပါလဲ I just go to the diner to change bro I need some protein အချင်းမှာလောက်ထားကွာငါ protein တက်တယ်လို့ရ okay so let me get a burger with the extra ဘာလဲမသိဘူးအပူတခြားဘာလဲမသိဘူးအပူထပ်ဆောင်တယ် okay nah bra just a burger ဘာကပဲ okay မြေလို့ကျင်တာဘာကမလားရပြီအပူလည်းမရဘူးငါတို့စာဒီမှာက freezing ရေခဲလောက်ထားတာငါချက်တာမဟုတ်အဲ့အတွက်ပူမပြဘူးဒီရေခဲတော့ဟိရနေပြီးတော့ရေပြော်ပြီးရတယ်ရရင်အပူလည်းလှုပ်ပေးလို့မရဘူးကွာ shot တိုင်းအခုရပါထားပဲ yo set bra ရောင်ရေး back gym bro တော့လောဆောက်ရပါyou work and okay တော့ right and there is the news about the killer's guy အဲ့ဒီဒီမှာအကြောင်းမင်းကြားပြီးသွားပြီဒီမှာအဲ့ဒီမှာသတင်းအကြောင်းကြားပြီးသွားပြီလား yes little creepy the out or creepy out about it အားရနေတော့ဒီနေ့ကြောက်တယ်ပေါ့ကွာ okay about it bra is about DCT scans I could be okay မေးကြောက်နေလို့လား okay ဘာအခန်းစားအကြောင်းဘာပဲမသိဘူးကျွန်တော်ဖတ်လိုက်ရအောင်ကျွန်တော် good legs so like you will need it တနပေးမယ်ပေါ့နော်တနပေါ့လို့ပြောပါ okay ဘာညာတလကားကြာပကြလာတော့မယ်ဘာညာတလကားရပကြလာတော့မယ်အဲ့ကျွန်တော် okay စောင့်ကြည့်ရနောက်တစ် customer လာအောင်ငါသိ Looks like it's time for take out. Okay ကျွန်တော်နိုင်တော့ခောက်ပြီးတော့ကျွန်တော်တို့ site ပေးရဖို့အချိန်ရောက်ပြီဒီ1မှာတော့အဆင်ပြေပါတယ်အဆင်ပြေချုံးဝေးစာနဲ့ပဲပြီးဆုံးတော့ပါပြီးခိုင်းနေပါဒီကောင်ဘာလုပ်ခိုင်းတာ take out the trash အမပြေရတော့မယ်အမပြေရမယ် okay အမပြစ်မယ်ဒါအမပြစ်တဲ့အချိန်ဂျက်စကဲတွေပတ်စကဲတွေမလာနဲ့ဟေ့အောင်ရေးအမယူရလေyo what the fuck ကျုပ်ဖီယာကြီးဟာတန်မာလေးနေပဲ what the fuckပြေ bitch what the fuck 哎呀耶အိမ်ရမယ်တယောက် okay ထွက်သွားရအောင်ဘေးငါ့ကိုဘာလို့ချောက်တာလဲ anyways you need to get out of here အမေတို့ဒီမှာထွက်သွားလို့လေ oh you must be pretty brave မင်းတော့တတိရှိရပဲ to walk here at night like this မင်းဒီလိုမျိုးလုံးရမင်းတော်ဟဲ့အောင်ကျွန်တော်တတိရှိရအဲကြောင့်မလို့ပဲကျွန်တော်ညမှာတယောက်တည်းဆိုလို့လုံးတာ okay
အဲ့လိုမျိုးကျွန်တော်ပြောစရာချီမြောက်စရာမလိုကျွန်တော်ကကျွန်တော်ပြီးပြီးသားအဲ့လေ โอเคကျွန်တော်ဘာလို့လုံးနဲ့ညနေတော့ရောက်လာပြီပေါ့နော်ဒါပေမဲ့ညနေမှာတော့ဘာမှတော့ထူးဆန်းတာဖြစ်သွားဘူးတခုတော့ဒီညနေမှာလည်းအဲ့လိုမျိုးဖြစ်ဖို့တော့ကျွန်တော်လောက်ရမှာပဲကျွန်တော်ရဲ့ချစ်တော်လေး customer လေးနဲ့ကျွန်တော်တွေ့ရမယ်ပေါ့နော်ညနေမှာတော့သူတို့ရှိလေကျွန်တော်ကြောက်ဘူးပေါ့သူတို့မရှိတော့ကျွန်တော်တော့ကြောက်တယ်ပေါ့နော် okay another night then another night shift okay okay ကျွန်တော်တို့ customer တွေစောင့်ဖို့တော့ကျွန်တော်တို့ခန်းထဲဝင်မယ်ပေါ့နော် clock စဉ်ဒီကနေ့ညတော့လောက်စီရမလို့သူကဘာသာ auto လုပ်ပြီးသားနေမှာပါ okay ကျွန်တော်တို့ customer လေးစောင့်ရအောင် customer ဟိုမှာ customer လာခုမှ customer လာ yo customer ကြီးဖြူအောင်ကြီး what the hell okay customer ဘာပြောမှာ hey what do you guys search here အဲ့ဒီမှာဘာရောင်းနေ wizards burgers hot dogs and fry ကျွန်တော်တို့အဲ့ဘာဂါတွေ hot dog တွေကြာလူတို့ရောင်းနေ okay can I get ဟဲ့အောင်ရေးဒီကောင်ရေးရှည်ပြီ hey what the fuck can I get oh guy ဟာအသက်ကြီးရဲ့လူပဲသူစဉ်းစားရတော့ခန့်နေရပုံပဲသူကြည့်တော်ကြားနေ do you know what do you are မေးဘာစားမလဲဆိုတာကိုမေးသိပြီလားတဲ့ဒါမှမဟုတ်စဉ်းစားလိုက်ပါအောင်ဘရို let me go some ရောက်ရေးabout hot dog hot dog လား okay wait မဟုတ်ဘူးလားအရောင်ဒီမဟုတ်လေကျွန်တော် hot dog လေ I will actually get some အာလူကျော်ယူပါ okay ရတရားခိုင်လုံးသိကြပြီလားဖို့ကျွန်တော်ပြမေးရနော်ဒီနောက်ခါမရတော့နောက်ခါပြန်ပြင်တော့အာလူကျော်ပဲချိန်တော့ပါရ okay သိကြ okay ကျွန်တော်အဲ့ဒါဆိုရင်အာလူကျော်လုပ်မယ် here's many ရဲ့ပေးကျွန်တော်ဒီမှာလုပ်ရအောင်မယ် okay ပတ်စံအခုမှပေးရဟာဟုတ်ပြီရပြီကျွန်တော်အဲ့မှာအာလူကျော်သွားယူမယ်ရေခဲတုံးနဲ့ထည့်ထားတယ်အာလူကျော်ယူမယ်တော့ဘူးကအစာထည့်ပြီးသားဟာရေခဲတုံးနဲ့ကိုဘူးတွေစိုးနေမဲ့ပုံပဲကြည်လာပြီရပြီလုပ်ပြန်ပြီ thank you ဟာ the hell thank you oh my god ဟောအဲ့ thank you လေးပြောဖို့တော့ကိုthank you တော့ပြောပါရောင်ရေးမဟုတ်တော့ဘူး okay နောက်တစ် customer တယောက်ဒီ customer တော့တော်တော်ရှိရOh my god ဒါလည်းပြီအရှိမတော်တော်ရေကွက်နေရပဲကြီးကညာတော့တော်တော်မွေးရွာထားတဲ့ပုံပဲcustomer ရောက်လာပြီလားမသိဘူး customer ရောက်လာပြီလားမသိကြည့်ရအောင်မယ်ဟိုမှာကတစီရက်သွားအဲ့ဒါ customer ပဲလားမသိဘူး okay ကျွန်တော်ကြည့်ခွေရောက်လာရ Oh my god သူလည်းမသိဘူးဟာဘလူးအင်ကြီးဘာဝတ်ထားမှန်းလည်းမသိဘူး Oh manager Oh my god Hey you know who am I ငါဘလူးလဲဆိုမသိလားမသိရမလားဘလူးလဲဆိုမသိရမလား Yeah you is the manager right မင်း manager မဟုတ်တယ်မလား You know what that mean မင်းဆိုလို့လည်းမသိရမလားအဲ့ဘာပြောရလဲဆိုမသိရမလား What this mean ဘာဆိုလို့လဲ It mean you have to do what I say ဟာယောသူခိုင်းမင်းခိုင်းရငါလုပ်ရမှာကျွန်တော်ခိုင်းတာ bro manager ခိုင်းတာကျွန်တော်လုပ်ရမယ်လို့ပြောရတာthen it looks like you haven't be doing မဟုတ်ပါဘူး okay so seriously safe violation if someone slip we could reverse the shoes and with me ဘာညာလကပေါ့ and no one will have a job အဲ့လိုမျိုးအဲ့ free ရ free ရှိနေတရားမှလုံးရှိတော့မှာမဟုတ်ဘူးတဲ့အဲ့လိုမျိုးကြောက်နေမှာဆိုရင် so mode that down Fine, yes sir, so I will do this right now. Good, Connie. Okay. And I don't like me catch you slacking off again. I'm not a set me all of you loaching or why could I like machine have yours on me. Not customer illusion, many down losing. Okay, DIU. Cho chân tay à mày bộ nó. Chân tay mày, okay, chân tay mày. Một nè chân tay mày let's go chân đi tay mày bộ
customer လည်းမလာသေးဘူးလားမသိပါဘူး customer လည်းမလာသေးဘူးလားမသိပါဘူးဟိုကြီးစောင့်လာငါလည်းအလုံးမြက်သွားခြင်းနေပြီး CDR ခရရတယ်အော်မ customer လာကြီးဟာယုတ်ဒူလဲဟာအဲ့အောင်ဂျုံဝင်းလောဂျုံကတ်လောနဲ့ hey kid hey ကလေး how's going ချင်းနေဘလို့လဲပညာတလကလာI'm not gay bro ကျွန်တော်ကလေးမဟုတ်နော် but this is going all right I'm a အကုန်လုံးအဆင်ပြေပါတယ် I've got food me စလိုက်တာလေ Have you seen any dead bodies around here dead body တွေ့မိလားမတွေ့ဘူးလေwhat dead bodies အလောင်းမတွေ့ပါဘူး I take that as no if you do it give me a call မတွေ့မှာဆိုရင်ငါဖုန်းခေါ်လိုက်ကွာမတွေ့ခင် alright kid call me sure call me okay well since I'm here so I'm also take a hot dog okay သူ hot dog လေးယူမယ်ဆိုတော့ okay ကျွန်တော် hot dog အတွက်အတူတူယူပေးလိုက်ပါပေါ့ Okay ပတ်စံ$4ပဲဟောတော့ပတ်စံယူရအောင်မကျွန်တော်လည်းမှီမိ dead body တွေကဘာလို့မလို့နားလေးမှာတွေ့ရပတ်စံထည့်မယ် okay ထွေးမိလာမေးရပဲကျွန်တော်တွေ့သူ့ဖုန်းခေါ်ပါတဲ့ dead body စားဆိုင်ယူမယ်ပြီးသူတော့ပေး dead body is them တွေ့ကြမှာလူသေးလားကြောက်ဒီမှာဟောတော့ရမြန်လက်တော့မကြားချင်တော့ Remember kids if you see any dead body dead body မတွေ့ပဲဆိုပြီး any dead body တွေ့ရင်လည်းမင်းငါ့ကိုဖုန်းခေါ်လိုက်ကွာငါ့ကိုခေါ်လိုက်တဲ့ Okay တွေ့ရင်ဖုန်းခေါ်မယ်အခု bro လစ်လို့ရတယ် Okay ခေါ်လိုက်မယ်ကျွန်တော်ကြောက်လာပြီလူသေးလောင်းနေပိုင်းမကြားချင်ဘူး သူ့ဘာရလဲ လူသေးလောင်းနေရတပေါ့ လူအဲ့အလောင်းနေကြောင်လာလာ လူသေးလူလောင်းနေရတမောက်ကွာ Yes okay well okay my god စီဒီရခေရတဲ့တပေါ့လောင်းကအဲ့လောင်းလာမေးရကောင်လည်းတမောက်ဂျုံဝက်လားဂျုံကွီလားမသိပါဘူးဆောင်းကကျွန်တော်လာမေးရွာ Okay နောက်ထပ် customer စောင့်ရအောင်ကျွန်တော် customer ပဲလိုချင်တယ်ဟာရမီးထလာအောင်လားဟာ what the hell okay ကျွန်တော်တို့ fire extinguisher ယူမှရမယ် fire extinguisher okay ပြီးရင်တော့ကျွန်တော်တို့ငိမ့်မှရမယ်ပေါ့နော်တော့ဖြစ်သွားလေဟာမသိဘူးလေလို့ဖြစ်သူ့အရာဖြစ်တယ်လို့ပြောတာပေါ့ There should have been no ways for the equipment to catch fire မီးလောင် fire extinguisher လည်းတိတ်မရှိရတဲ့ပုံပဲဟောမီးလောင်ရဲဆိုတာတိတ်ပြီးမီးတက်လို့မရရတော့ဘူးတဲ့ Okay ကျွန်တော်တို့နောက်ထပ် customer လာပြီ customer ရဲ့နေရာအရန်ပြောအဲ့အောင်ဒါ homeless man ကြီးလား ဝေးဒီမှာ homeless man ကြီးရောက်လာပြီ okay I remember ငါမင်းဝမ်းမီရညညငါမိုက်တော့ပြည့်တော့ငါ့ကိုလမ်းအောင်လုပ်တယ်ပဲမဟုတ်ဘူးလားကျွန်တော်သိရဒီပဲဟိုဟေ့ကျွန်တော်သိရဒီပြောကြီးငါမင်းညမှာဆိုရင်နဲ့ငါညာလိုက်စင်းမှာမဟုတ်ဘူးတဲ့ဒီလိုမျိုးငါညာလိုက်စင်းမှာမဟုတ်ဘူးတဲ့ It's my nose and to what အစမျိုးအဲ့တော့မင်းတို့မထင်ဘူးလေမင်းတို့အစမျိုးပြီးဆုံးရမယ်လို့တော့မထင်ဘူးတဲ့မင်း3 page ငါမင်းကို3 page ပြီးသွားပြီ Okay did you want to order any food မေးအစားအမုန်းနေတစ်ခုမှာခြင်းနေတယ်ရဘာကပတ်စံဘာကဖလို့မရအောင်မင်းဝယ်ရောဝယ်နိုင်လို့လားဟဲ့$5ရှိရဲ့ဟဲ့မင်းဘာကဝယ်နိုင်လို့လား Here's the $2 I found it in the dumpster ဟဲ့မင်းပတ်စံတော့ဟုတ်တာမင်းငါလာမနှောင်းနဲ့မင်းပတ်စံ$2နဲ့ငါလာမလောင်းနဲ့ဟဲ့ Put cash into the register Okay မင်းတသားလို့ငါအိတ်ဆိုင်ပြီးကျွေးမယ်ကွာမင်းငါ့ကိုအဲ့လိုမျိုးလုပ်ရတဲ့အတွက် frozen burger တော့ဘာမှမပြောဒီပြင်တော့ငါများ customer လေးနေများပြောရမလားဟာလာနောက်ညကားနေဟာရောက်အိမ်ရမရလေကျဲနော်ကားနေday 3 night 3
night 3 night 3 oh my god my god ဒုတိယညမှာတော့ဟိုဘဲကငါ့ကိုလာပြီးတတိပေးပါတယ် okay customer နဲ့ပဲနေခြင်းနဲ့ကျွန်တော်ဘာမှမခိုင်းပါနဲ့ကျွန်တော် customer တွေကိုရမ်းချစ်ပါတယ်ညဆိုရင် okay ကျွန်တော်အလုပ်ကိုရောက်ပါပြီတကားကြီးလည်းဖွင့်နေဟာတကားပိတ်ထားအောင်ပါပဲ okay ကျွန်တော် customer တွေနဲ့ပဲနေခြင်းပါတယ်ကျွန်တော် Siri ရဲ့ Killer နဲ့လည်းမနေခြင်းပါဘူးကြောက်ပါတယ်ဟုတ်ပါနဲ့တောက်ပါပါတယ် okay customer 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 အမညာကြီးမို့ချုပ်ဘာလာလောက်တာအော်ညီမလေးညာကြီးမို့ချုပ်ကျူရှင်နေပါအိုက်တော့လားhi man what you like to eat ဘာစားချင်တော့ bro ဘာစားချင်တယ်အမမဟုတ်စားချင်ညီမလေးjust a hot dog please ရတာဗောညီမလေးစိတ်ချဖြစ်စေရမယ်okay okay ပတ်စံရောက်သွားယူနေပြီညာပတ်စံတော့ပေးရမလို့ပြီးတော့မှပေးမပါဘူးလားပါလားအခုပါလားအခုဟမ်ဒီဟုတ်တာဗောဒီဆိုင်ကအရန်ကိုတန်တာပဲဒီမျိုးမှာအရန်တန်တဲ့ဆိုင်ကိုရိုးဆိုင်ပဲရှိတယ်ခဏလေးပဲတိုင်နာရမှာဟိုစေတနာလည်းကောင်းတယ်မေတ္တာလည်းကောင်းတယ် okay okay ပြီးအရသာလည်းရှိရ delicious ဖြစ်တဲ့အစားအစာတွေလည်းရောင်းတယ် okay thank you okay ညီမလေးဖုန်းနံပါတ်လေးလည်းပေးထားအောင်နေနောက်ကျ order မှာလို့ရချေရတော့ဘာမှလည်းမပြောပါဘူးအဲ့လိုလူလေးလာမစိုးဘူးဗျ okay okay ကျွန်တော်နောက်ဆက်ဆောင်ရအောင်ဒူရီလာအုံးလဲဟေးဒူရီလာအုံးလဲ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 သူရောနောက်တစ်ယောက်တော့ customer နောက်တစ်ယောက်တော့ရောက်လာပြီသူလဲတော့သိဟာအမဒါအမဆောင်းရဲချောရဗျာအမအရန်လှလာနော်ဟာ hi ရောက်ရေ hi ရောက်ဦး okay ဟုတ်ကဲ့ကျဖာပြကူညီပေးရမလဲအမဦးမဒါခါတိုင်းဘာညာတလကကျုပ်ဟာလားအာလူးချောင်းကျော် okay အာလူးချောင်းကျော်ရမယ်အာလူးချောင်းကျော်ရမယ် okay အခြားဘာလို့ကျင်နေလဲအခြားဘာလို့ကျင်နေလဲမရတယ်အာလူးချောင်းကျော်ပဲလားတဲ့ဒီဦးဖားနဲ့တွေ့ရောက်ဒီနေ့ကန်ကောင်းတာပဲဒီနေ့ဦးနဲ့တွေ့နေရမစိုးဒီနေ့ကန်ကောင်းနဲ့လှုပ်ရတာမိုက်တယ်ရပ်ပြီ3မိနစ်ပဲစောင့် thank you okay ရတယ်ကျေးဇူးပဲအဲ့၎င်းတော့ပေးချင်တာကျွန်တော်ပတ်စံမွဲသွားမှာကြောက်လို့ပါ okay နောက်လဲလာအပေးအောင်တော့ okay okay နောက်ထပ်ကျွန်တော် customer တယောက်ရောက်လာပြီလူလဲတော့မသိဘူးအကိုဟာရောက်အကိုကဘာလဲဟာရောက်အကို3လုံးကြီးနဲ့ what the fuck အကိုဘာများစားကြ yo bro how's going ချိန်နေဘလို့လဲဘာညာတရကgood ကောင်းတယ်အစင်းကြီး what you like to eat ဘာများစားကြပါလားဆရာ just some fries please အာလူးကြော်ဆောင်းကကြီးတရားစားဦးရဲ့ spell လား okay ဒီကောင်သူ့တော့များတော့maybe I just see something but when I was pulling my car into here တရားကိုမြင်တယ် I'm saw some sort of the chair with the paper bag plus မိုးဆိုင်စကူအိတ်မြင်တဲ့ဖုန်းနဲ့ပုံစံနဲ့ I don't know what is what ဘာလဲဆိုတော့မသိဘူး but it's creeping me out ရမ်းကြောက်စရာကြီးပေါ့ငါတော့တော်တော်ကြောက်သွားanyway yes okay ပတ်စံလေးဒီနားလေးမှာအမိုက်ကိုကြီးလာပြီးတော့တကယ်ပါလားဟုတ်ကွာ psychopath တို့ပြောရမယ် serial killer ပါလာတော့မယ်
Thank you. Hopefully I don't see the creature again. အဲ့ creature ကြီးကိုငါပြန်မရဘူးလို့ပဲငါပြောလိုက်ရမှာပေါ့အဲ့ creature ကြီးကဘာကြီးရောတော်ငါတော့ကြောက်လာပြီဟာဟုတ်ဟေးအောင်ဂျေစကူ80နဲ့ဟာ what the fuck ငါစုံစမ်းရမယ် investigate သွားလို့မှရမယ်ဟေးအောင်ဘယ်ကောင်ငါကြည့်တယ်စကူ80နဲ့ creature ကြီးဟေးအောင်စပ်ဟမ်မင်းစကူ80နဲ့ဟာလာ6လို့မရဘူးဒါကြီး What the fuck ဟေးအောင်ပြေးသွားပြီဟာဒီဘက်ပြေးသွားပြီ Oh shit the power is outside the ghost ဟဲ့ဒီဘက်ကမီးဖြတ်ပြလိုက်ပြီ EPC ရလဲကွာကလော့sorry ဒီဘက်ကမီးဖြတ်ပလိုက်ပြီဒီဘက်ကမီးဖြတ်ပလိုက်ပြီကြီးပဲအပြေမမှာလားလို့ everything is okay everything is okay ဟမ်းပြောဟေးအေးအေးရမပြေးခွေးအာကြော်မိသွားပြီ okay ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကတော့ကျွန်တော်ရှုံးသွားရင်ပေါ့နော်နောက်ထပ်ဗီဒီယိုကြာရင်တော့ကျွန်တော်တခြားအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးနဲ့ကျွန်တော်တွေ့ပါမယ်အခုတော့ကျွန်တော်ဖမ်းမိသွားပါတယ်ပေါ့နော်ကျွန်တော် serial killer ကြီးချီကနေပြီးတော့ကျွန်တော်မလွတ်နိုင်တော့ဘူးပေါ့နော် okay ကျွန်တော်ဒီဗီဒီယိုလေးကြိုက်နေတဲ့ဆိုတော့ like share subscribe နဲ့ကူညီပေးလို့ရပါတယ် okay အားလုံးပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ရအောင် bye bye